ကျမတို့လိုချင်တဲ့ဖနက်သစ်တွေဖုန်းသစ်တွေအင်ကြီးသစ်တွေစသဖြင့်ဝယ်ယူပြီးတဲ့အခါမှာအပျော်ရွှင်ဆုံးလူတစ်ယောက်လို့ခံစားမှုကြမှာပါဒါပေမဲ့10 ရက်လောက်ကြာတဲ့အခါကိုဝယ်ထားခဲ့တဲ့အရာတွေကဟောင်းနေပြီး out of trend ဖြစ်နေပြီလို့ခံစားရပြီးနောက်ထပ်အသစ်တွေထပ်ဝယ်ပူကြမှာပါဟုတ်ပါတယ်ဒါကို consumerism သုံးဖြုံမှုဝါဒလို့ခေါ်ပါတယ်ဒီအရာကကျမတို့ရဲ့ဘဝစားဝတ်နေရေးငွေရေးကြေးစိတ်အခြေအနေတွေကိုပြောင်းလဲပေးနေတဲ့မမြင်နိုင်တဲ့တန်တရားဆံဝန်းတစ်ခုပါဒီဆံဝန်းထဲမှာကျမတို့အားလုံးဟာမတူညီတဲ့အကြောင်းအရာတစ်ခုခုကြောင့်ပိတ်မိနေတတ်ကြပါတယ်ဘာလို့ဒီတန်တရားတွေကယုံထွက်ဖို့ခက်နေရလဲအဓိကအကြောင်းရင်းကတော့ကျမတို့စိတ်ကိုလှည့်စားထားတဲ့ psychological obsolescence စိတ်ပိုင်းဆိုင်ရာခက်နှောက်ကြမှုဆိုတဲ့အသည့်တစ်ခုကြောင့်ပါကိုယ့်ရဲ့ဖုန်းကပြတ်သွားလို့အိတ်ကဆုတ်သွားလို့အသစ်လဲချင်တာမျိုးမဟုတ်ပါဘူးတကယ်လက်တွေ့မှာတော့ product တစ်ခုကကောင်းကောင်းသုံးလို့ရနေသေးပေမဲ့ငါမှဒါမရှိရင်ခက်နှောက်ကြခြင်းခဲ့ပြီဆိုတဲ့စိတ်ကူးရင်အသစ်တစ်ခုကိုကျမတို့ခေါင်းထဲရိုက်သွင်းလိုက်တာကြောင့်ပါပဲဒီအသစ်တစ်ခုကြောင့်လူငယ်တော်တော်များများဟာ trend တစ်ခုနောက်ကိုလိုက်ဖို့အတွက်သူတို့ရဲ့အချိန်တွေလုပ်အားခတွေနဲ့တကယ်အရေးကြီးတဲ့လိုအပ်ချက်တွေကိုပါစတေးနေကြတာပါ research တွေ survey တွေအရဆယ်ကျော်သက်တယောက်ရဲ့တစ်နှစ်တာအသုံးစရိတ်ဟာပြန်မြဒေါ်လာ2300ကျော်ရှိပါတယ်စိတ်မကောင်းစရာကတော့ဒီငွေတွေထဲက22%လောက်ဟာကိုယ့်ရဲ့ပညာရေးအတွက်စုဆောင်းတာမျိုးမဟုတ်ပဲခေတ်ပေါ်အဝတ်အစားတွေနဲ့ trend တွေနောက်လိုက်ဖို့အတွက်ပဲအကုန်ကြများနေတာပါပြောရရင်တော့အနာဂတ်အတွက်ပညာရှာဖို့ထက်ခုလောလောဆယ်လှပဖို့အတွက်ပဲပို့ပြီးဦးစားပေးနေကြသလိုဖြစ်နေတာပေါ့ဒါအပြင်ဂျန်စီလူငယ်တွေရဲ့60%ကျော်ဟာ social media ပေါ်ကတခြားသူတွေရဲ့ပုံရိပ်တွေကိုကြည့်ပြီးကိုယ့်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေကြပါတယ်ငါရောသူတို့လိုလှရလားငါမှရောဒါမရှိရင်အထင်သေးခံရမလားဆိုတဲ့စိုးရိမ်စိတ်တွေကနေတဆင့်ပတ်ဝန်းကျင်မှာမျက်နှာပန်းလှဖို့အတွက်ပဲမလိုအပ်တဲ့ပစ္စည်းတွေကိုလူရဲဝယ်ယူရင်းစိတ်ထွက်ပေါက်ရှာနေကြရတာပါကျမပြောချင်တာက trend ကိုလိုက်တာကိုယ့်ပတ်စံနဲ့ကိုယ်ကြိုက်တာဝယ်တာမျိုးကမှားတယ်လို့ဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့မိဘတွေမိသားစုဝင်တွေကကိုယ့်ကိုပံ့ပိုးပေးနိုင်ဖို့အတွက်ပင်ပန်းခံအလုပ်လုပ်နေရချိန်မှာမလိုအပ်တဲ့အရာတွေအတွက်ငွေတွေကိုအလဟတ်မဖြုံးတီးစေချင်တာပါဒါဟာလူငယ်တွေမဟုတ်ပါဘူးလူကြီးတွေမှာလည်းကိုကြည့်ရှုဆော့ရှောက်မဲ့မိသားစုဒါမှမဟုတ်တစုံတစ်ယောက်ရှိနေတတ်ကြရပါပဲထောက်ပံ့ပေးစရာလူမရှိတကိုယ်ရဲဆိုရင်တောင်ဘေးပတ်ဝန်းကျင်မှာလိုအပ်နေတဲ့သူတွေကိုပြန်လည်ပြီးတတ်နိုင်တဲ့လောက်ကူညီပေးသင့်ပါတယ်အထူးသဖြင့်ခုလိုအခြေအနေမျိုးမှာကူညီလိုအပ်နေတဲ့သူတွေအများကြီးရှိနေပါတယ်ကျမတို့ကကိုယ့်အတွက်ပဲကြည့်ပြီးမလိုအပ်တဲ့ပစ္စည်းတွေကိုပဲပြိုင်ဆိုင်ဝယ်ယူနေကြမယ်ဆိုရင်ကျမတို့ရဲ့ကဘာကြီးကျမတို့ရဲ့တိုင်းပြည်ဟာဘယ်တော့မှလက်ပတ်တူတက်လာမှာမဟုတ်ပါဘူးကျမတို့ရဲ့ကျဉ်းနှံမှုတွေစာနာစိတ်တွေနဲ့လူသားဆန်မှုတွေကိုပါတဖြည်းဖြည်းဆုံးရှုံးသွားပါလိမ့်မယ်ဒါကြောင့်ကျမတို့ရဲ့တမိုးရှိရဲ့အချိန်တွေငွေကြေးတွေနဲ့လုပ်အားတွေကိုခဏတာလှပမဲ့ trend တွေအတွက်ပဲအသုံးချနေမလားဒါမှမဟုတ်ဘယ်တော့မှတန်ဖိုးမအိုဟောင်းသွားမဲ့ပညာရေးကိုချင်းစာတရားနဲ့လူသားဆန်မှုတွေအတွက်ပဲယင်းနှိမ့်မြုံနှံကြမလားရွေးချယ်မှုကတင်းလက်ထဲမှာပါ product တွေရဲ့ဝါမျိုးမှုကိုမခံပဲပုံမလှပတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့အတွက်အတူတူစ조사ကြအောင်ပါ Don't let the product consume you